သူမဟာမတော်တဆတန်ခိုးရှင်တွေရှိတဲ့ကဘာတဲကိုရောက်သွားခဲ့ပြီးနှစ်ပေါင်း100ကြာမှကဘာမြေကိုပြန်ရောက်လာခဲ့ပါတယ်။ကဘာပေါ်မှာတော့40နှစ်ပဲကြာမြင့်သေးတာပါ။သူမရဲ့ဘဝတစ်ကိုအသားကျဖို့စူးစမ်းနေတော့မှပဲရဲတွေကသူမကိုစစ်ဆေးမေးမြန်းဖို့ခေါ်သွားပြန်ပါတယ်။စစ်ဆေးကြည့်တဲ့အခါမှာတော့ဒီအမျိုးသမီးဟာအသက်60ရှိနေပြီဆိုတာသိလိုက်ရပါတယ်။ထပ်ပြီးစုံစမ်းကြည့်တော့သူမမှာဆွေမျိုးသားချင်းတယောက်ကြံရှိနေသေးပြီးအခုဆိုရင်သားသမီးမြေးတွေနဲ့မိသားစုကြီးတစ်ခုဖြစ်နေပြီဆိုတာသိလိုက်ရတယ်။ဒါကိုကြားလိုက်ရတဲ့အခါသူမဟာဝမ်းနည်းဝမ်းသာမျက်ရည်တွေကျလာခဲ့ပါတယ်။အရင်ကတော့သူမရဲ့ခင်မွန်းနဲ့သားဖြစ်သူဟာကားအစီးတင်မှာတေဆုံးသွားပြီလို့ပဲထင်နေခဲ့တာပါ။ဒါပေမဲ့သူမသားလေးကအံ့ဩစရာကောင်းလောက်အောင်အသက်ရှင်နေုံတင်မကပဲမြေးလေးတွေတောင်ရနေပြီဆိုတာသိလိုက်ရပါတယ်။မကြခင်မှာပဲရဲတွေကသူမကိုသားဖြစ်သူရဲ့အိမ်ကိုလိုက်ပို့ပေးပါတယ်။ဒါပေမဲ့အိမ်ကတော်တော်လေးဟောင်းနှမ်းဆုပ်ပြက်နေတာကိုတွေ့လိုက်ရတယ်။တကားလာဖွင့်ပေးတာကတော့သူမရဲ့ချွေးမပါ။ချွေးမဖြစ်သူကသူ့ခင်ပွန်းသားဖြစ်သူအဆောက်အဦပေါ်ကပြုတ်ကျပြီးသတိမေ့မျောနေတဲ့ကိစ္စကြောင့်ရဲတွေရောက်လာတယ်လို့ထင်နေခဲ့တာပါ။ပြီးတော့သူမကရဲတွေကိုအိမ်ထဲပေးဝင်ပါတယ်။အဲဒီနောက်ရဲတွေကဒီအမျိုးသမီးဟာမင်းရဲ့ရောက်ခမပဲလို့ရှင်းပြတဲ့အခါချွေးမဖြစ်သူကမယုံနိုင်အောင်ဖြစ်သွားပါတယ်။ရှေ့မှာမြင်နေရတဲ့အမျိုးသမီးကအယမ်းငယ်နေတာကိုဒါပေမဲ့လွန်ခဲ့တဲ့40နှစ်ကလူပြောက်တိုင်ချက်မှတ်တမ်းတွေနဲ့တိုက်စစ်ကြည့်ပြီးဒါဟာတကယ်အရင်ခောက်ရောက်ခမဆိုတာရဲတွေကအတည်ပြုပေးပါတယ်။ခင်ပွန်းဖြစ်သူကသူ့အမေကိုတစ်သက်လုံးရှာနေခဲ့တာကိုသိတဲ့အတွက်ချွေးမဖြစ်သူကသူ့မောက်ကိုအိမ်မှာနေခွင့်ပေးလိုက်ပါတယ်။ဆေးကူးသားစရိတ်မတက်နိုင်လို့ခင်ပွန်းကိုဆေးရုံကနေအိမ်ကိုပြန်ခေါ်လာရကြောင်းလဲပွင့်ပွင့်လင်းလင်းပြောပြပါတယ်။အဲ့ဒီအချိန်မှာပဲသူမဟာသားဖြစ်သူရဲ့အခြေအနေကိုတစ်ချက်ကြည့်လိုက်တာနဲ့သိလိုက်ပါတယ်။ချွေးမထွက်သွားတဲ့အချိန်မှာသူမရဲ့တကိုးတွေကိုတုံးပြီးသားဖြစ်သူကိုချက်ချင်းကုသပေးလိုက်ပါတယ်။အရင်ကသားကိုမကာကွယ်နိုင်ခဲ့လို့သူမကိုသူမအပြစ်တင်မိသလိုအခုပြန်ရောက်လာပြီဖြစ်လို့သားကိုဘယ်တော့မှဒုက္ခမရောက်စေရဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်သားဖြစ်သူသတိရလာပြီးအမေကသူ့နာမည်ကိုခေါ်ပြီးပြုံးနေတာတွေ့တော့အိမ်မက်လို့ထင်နေခဲ့တာပါ။အမေလို့ခေါ်ပြီးဖတ်လိုက်တဲ့အချိန်မှာတော့အိမ်မက်မဟုတ်မှန်းသိသွားပြီးကလေးတယောက်လိုရှိုက်ကြီးတင်ငင်ငိုပါတော့တယ်။ဘာလို့အသွင်ပြင်ကမပြောင်းလဲပဲနေနေတာလဲလို့မေးတဲ့အခါသားဖြစ်သူလန့်သွားမှဆိုလို့တောင်ပေါ်မှာပဲနေနေတာ။အဲဒီကတဘာဝပတ်ဝန်းကျင်ကြောင့်လူကမအိုတာနေမှာပါလို့လိန်ပြောလိုက်ပါတယ်။သားဖြစ်သူကလည်းထပ်မမေးတော့ပဲဇနီးဖြစ်သူနဲ့အမေကိုမိတ်ဆက်ပေးပါတယ်။အဲဒီတော့မှချွေးမဖြစ်သူကလည်းဒါဟာတကယ်ရောက်ခမဆိုတာလက်ခံသွားပြီးသူမရဲ့အသက်ကိုကယ်ပေးတဲ့အတွက်ဒူးထောက်ကျေးဇူးတင်ပါတယ်။သူမကလည်းမိသားစုတွေပဲကိုသားကိုကယ်တာပေါ့လို့ပြောလိုက်ပါတယ်။သားဖြစ်သူတို့မိသားစုကအရန်ဆင်းရဲနေတာကိုတွေ့တော့နောက်တနေ့မနက်မှာပဲသူမရဲ့တခိုးစွမ်းရည်နဲ့တင်းစီထားတဲ့လက်ကောက်တကွင်းကိုထုတ်ပြီးအဖိုးရံပစ္စည်းအယောင်းဆိုင်မှာသွားပေါင်ပါတယ်။ဆိုင်ဝန်ထမ်းကဒါဟာတာမန်ပစ္စည်းမဟုတ်မှန်းသိတာနဲ့ဆိုင်ရှင်နဲ့တွေ့ပေးပါတယ်။ဆိုင်ရှင်ကသဘောကျပြီးဈေးကြီးကြီးနဲ့ဝယ်လိုက်တယ်လို့ငွေပေးချေဖို့ကတ်တစ်ခုပေးပြီးလျှို့ဝှက်နံပါတ်ကိုကတ်အနောက်မှာရေးပေးလိုက်ပါတယ်။နောက်အဖိုးတန်တာတွေရှိရင်လည်းသူ့စီရင်လာဖို့ကတ်ပြားလေးပေးလိုက်သေးတယ်။ဒါပေမဲ့သူမကဆိုင်ရှင်ရဲ့မျက်နှာမှာအမဲရောင်အရေးအယောင်တွေကိုမြင်လိုက်ပြီးနောက်3ရက်အတွင်းသူပြင်းပြင်းထန်ထန်ဖြားတော့မယ်ဆိုတာတွက်ချက်မိသွားပါတယ်။ဒါနဲ့ပဲဆုံတွေ့ရတာကံပါလာလို့ဆိုပြီးဆိုင်ရှင်ကိုအသက်ကယ်ဆေးလုံးတစ်လုံးပေးခဲ့ပါတယ်။သူမအိမ်ဟောင်းကိုပြန်ရောက်တော့သားဖြစ်သူကသူမကိုအိမ်ရှိမှာစောင့်နေပါတယ်။မြေးတွေအားလုံးကိုလည်းအဖွားနဲ့တွေ့ဖို့ခေါ်ထားတယ်လို့ပြောပြီးအိမ်ထဲခေါ်သွားတယ်။မြေးတွေကငယ်ရွယ်နေတဲ့အဖွားကိုတွေ့တော့မြင်သက်သွားကြပေမဲ့အဖေဖြစ်သူစိတ်မပြတ်အောင်အားလုံးကအဖွားလို့ခေါ်လိုက်ကြပါတယ်။ညီနှစ်ယောက်ကအိမ်မှာနေရမလောက်လို့သူတို့အခန်းကိုအဖွားအတွက်ဖယ်ပေးဖို့ဆုံးဖြတ်ကြပါတယ်။မြေးတွေရဲ့တီးတက်မှုနဲ့လိမ္မာမှုကိုတွေ့တော့သူမကဝမ်းသာသွားပြီးအခန်းဖယ်ပေးဖို့မလိုကြောင်းနဲ့သူမကိုဒီမျိုးမှာအကောင်းဆုံးအိမ်ချမ်းမြေရောင်းတဲ့နေရာစီလိုက်ပို့ဖို့သားကိုပြောပါတယ်။အဲဒီနောက်ပင်လယ်မြင်ကွင်းနံပါတ်1လို့ခေါ်တဲ့ဇိမ်ခံအိမ်ယာကိုသွားကြည့်ကြပါတယ်။အယောင်းဝန်ထမ်းကရှင်းပြနေတော့မှပဲသူမကဘန်ကတ်ကိုထုတ်ပေးလိုက်ပြီးငွေပေးချေနိုင်ကြောင်းအတည်ပြုပြီးတာနဲ့အိမ်ထဲကိုသွားကြည့်ကြပါတယ်။သားဖြစ်သူကတော့တခါမှမမြင်ဘူးတဲ့ဇိမ်ခံအိမ်ကြီးကိုကြည့်ပြီးရင်ခုန်စိတ်လှုပ်ရှားနေတာပေါ့။ဒါကိုတွေ့တော့သူမကအဲ့ဒီအိမ်ကိုချက်ချင်းဝယ်ဖို့ဆုံးဖြတ်ပြီးစာချုပ်ချုပ်လိုက်ပါတယ်။သားဖြစ်သူကတော့အိမ်မက်မက်နေတယ်လို့ပါပဲ။ပိုပြီးအံ့ဩသွားတာကအိမ်ပိုင်ရှင်အမည်ကိုသားဖြစ်သူရဲ့နာမည်နဲ့ထည့်ပေးလိုက်တာပါ။အဲ့ဒီညမှာပဲအိမ်တစ်ကိုပြောင်းကြမယ်လို့သူမကပြောပါတယ်။အိမ်ပြန်ရောက်တဲ့အခါမြေးတွေကအဖွားအေးမှဆိုလို့အိမ်ကလျှက်စစ်ပစ္စည်းဟောင်းတွေကိုပြင်နေကြတာတွေ့ရတယ်။ဒါကိုကြည့်ပြီးသားနဲ့ချွေးမကကလေးတွေကိုအရန်ကောင်းကောင်းဆုံးမထားတယ်ဆိုတာသူမှသိလိုက်ပါတယ်။ဒါနဲ့ဘာမှထပ်ပြင်မနေနဲ့တော့အဝတ်အစားလေးတွေပဲယူပြီးအခုချက်ချင်းအိမ်တစ်ပြောင်းကြမယ်လို့ပြောလိုက်ပါတယ်။အားလုံးကမယုံနိုင်အောင်ဖြစ်သွားပေမဲ့အိမ်တစ်ကိုရောက်တဲ့အခါမှာတော့အရန်ပျော်သွားကြပါတယ်။ဒါပေမဲ့သားကြီးဖြစ်သူကတော့တန်တရားရှိနေပြီးသူ့အဖေကိုတီးတန့်ခေါ်မေးပါတယ်။အဖွားကစိတ်များလွတ်နေတာလားဒီအိမ်ကအရန်စေးကြီးတာအွန်လိုင်းမှာဖတ်ဖူးတာတော့ဒီအိမ်ယာကလက်ပွေစနစ်တွေကရဲစခန်းနဲ့ချိတ်ထားတာအကယ်၍လက်ပွေနှိပ်လို့မရရင်ကျွန်တော်တို့မိသားစုတစ်ခုလုံးရဲစခန်းမှာညအိပ်ရလိမ့်မယ်လို့စိုးရိမ်တကြီးပြောပါတယ်။သမီးဖြစ်သူကလည်းအိမ်လုံးချုံရေးစနစ်ကအရန်တင်းကျပ်တော့အဖမ်းခံရမှာကြောက်နေပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့ငါကအိမ်ရှင်ပဲဘသူကဖမ်းရဲမှာလဲ
အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေလည်းအထဲမှာရှိတယ်။ဝင်ကြည့်ရင်သိရမှာပေါ့လို့ပြောပြီးမိသားစုတစ်ခုလုံးစိတ်အေးလက်အေးနဲ့အိမ်တစ်ထဲကိုဝင်သွားကြပါတော့တယ်